ပို့ရမယ့်အိတ်လေးတွေဆိုးဟာလေးတွေကနှလုံးသွဲလေးတွေမှားထားတာပေါ့နော်ဒါလေးဆိုလဲနှလုံးသွဲမှားထားတာနှစ်ဖက်မှာပို့ပါမှာပေါ့နော်နောက်တစ်လုံးကလုံနေချုပ်နေတော့လို့ဆိုးဟာလေးတွေဒါလေးရအီတလီအိတ်ကလေးတွေဆိုတော့သေးသေးကလေးတော့ဗီဒီယိုရိုက်ပြပေးထားတယ်ဒါလေးလည်းအဲ့လိုမနက်ကတင်ပြီးချင်းမှပဲတမ်းပြီးရောင်းထက်သွားတဲ့အိတ်ကလေးဆိုတော့ဒါလေးရမှားထားတဲ့ဟာလေးပေါ့နော်ဒါကဖုန်မီတိုလေးတော်လေးမိုက်တယ်ဒါလေးကကျွန်တော်စီမှာကြာပြီဆိုတော့ကျွန်တော်နာမည်မထိုးပေးရသေးတာကျွန်တော်နာမည်ထိုးပေးပြီးရင်ပို့ပေးရတော့ပေါ့နော်နောက်ဖန်ဆိုတော့ကျွန်တော်ပို့တော့ဒါလေးကလုံးလုံးအောင်ပေါ့နော်နောက်ဖန်ကျမှလုံးအောင်ဒီကောင်လေးကတစ်နှစ်ခွဲလောက်ရှိတစ်နှစ်လောက်ရှိပြီ sorry ဒါလေးကအချမ်းပလန်းကင်ထားတာပေါ့နော်အီတလီပေါ့ဘလို့သူ့ရဲ့ original အယောင်ဒါမျိုးလေးနော်သူ့ရဲ့ shape ကလေးဒါမျိုးလေးလာနောက်ပိုင်းတဖြည်းဖြည်းနဲ့ကင်မာများလာတော့ဒီလိုမျိုးလေးဣရတာပေါ့နော်တရေရဲ့ပြောင်းလဲမှုကသူ့ရဲ့ original ကဒါမျိုးလေးပေါ့နော်အဲ့ကောင်ကနေတဖြည်းဖြည်းဣပြီးတော့ဘာလို့အီတလီပေါ့ဘလို့တွေကဈေးကြီးရလဲဆိုတော့အဲ့ဒါပဲပေါ့နော်တရေသားတော့မိုက်တယ်ကျေးဇူးပါ